စဉ်ပေါင်းနဲ့ခြေတော်မျိုးတော်ပေါင်းသူတော်ကောင်းတို့ခင်ဗျာယနေ့ဒီကကိုယ့်ဘုသတင်းနေဖြစ်ပါလေခင်ဗျာယခုချိန်အားဒီကဟိုးအရှင်တို့တွေတော်သူစည်းမှနေစေဝန်းကြီးကွန်ထရိုက်ပေါ်လို့လာတော့မယ်အာယုဝရဲ့ဒုံဒီပုဇ္ဇာချင်းတွေရောက်ရှိလို့နေပါပြီဘုရားဘာသာတော်တော်စဉ်ပေါင်းနဲ့ခြေတော်မျိုးတော်ပေါင်းသူတော်ကောင်းတို့တဏိတာပင်မနွမ်းနေနေကြတယ်ကိုပန်းပြင်းနာကိုအိတ်စိနေကြရမှာနိုးထတော်မူကြပါခင်ဗျာမိမိတို့အဲ့ရမှာနိုးထတော်မူပြီးတဲ့အခါရေလေးကိုခတ်လို့ရေခွက်ကလေးကိုကင်ပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိလို့သုံးခေါက်ရွတ်ဆိုပြီးတော့မျက်နှာတက်ကြပြီနော်မိမိတို့ရဲ့မျက်နှာလေးကိုညီနည်းနဲ့ကြည့်တွေ့ရတဲ့အခါအေးမြသွားရသလိုတတ္တဝါအလုံးဝင်လဲအေးမြကြပါစေချမ်းသာကြပါစေလို့မေတ္တာကမ္မထံစီးတန်းကြကုန်လို့ခြေတော်မျိုးတော်ပေါ့သူတော်ကောင်းတို့အိယာမှာထကြကုန်လို့ဘဝတော်ဥနာတင်ဒုက္ခမိမှာဧဝေလိုကြောင့်အိုးသူတော်ကောင်းတို့ဣဒတော်ပြီဧခိနိကာဤလူရွာ၌ကုသလံဒါနသီလဘာဝနာပြရာသောကုသိုလ်တရားတို့ဥက္ကိဋ္ဌအများသူကပြည့်လို့ကြရခြင်းတန်ပြီးမိမိတို့အိတ်သက်နာကုနေကြရမှာနိုးထတော်မူကြပါဘုံတော်သဗ္ဗဝိသအပေါင်းသူတော်ကောင်းတို့ဘုံတော်သဗ္ဗဝိသအပေါင်းသူတော်ကောင်းတို့ဒုက္ခဝတ်တွေ့သူသိလျှောက်သလိုမလွတ်ကင်းပူပန်ညက်ပြာပြာအဝိဇ္ဇာနဲ့တဏှာဩကဤဘဝမှာလွတ်ရကိုသည်သောဩသည်ကိုကျွန်တော်နိဗ္ဗာန်သောကဤမြောတန်တာမံ္ဂဆာ၍ဝတ်တော်ကအဋ္ဌာထားကြဖို့နိဗ္ဗာန်တကားပွင့်ရန်နိုးထတော်မူကြပါဘုံတော်သဗ္ဗဝိသအပေါင်းသူတော်ကောင်းတို့ဘုံတော်သဗ္ဗဝိသအပေါင်းသူတော်ကောင်းတို့ထိနာနမိတ်တစိတ်ချကမနိုင်သားကြနဲ့အမြိုက်တရားသဘာဝပဓာနဖြစ်တတ်ကြတာမို့အခါကလည်းကာရုံတရားကလည်းတရားကောင်းဘဂဝါဘုရားအကြောင်းယနေ့ကိုမိရအောင်လို့ချိုးချိုးစည်းစည်းနဲ့တရားလေးနဲ့လေးပြမသူတရားပွားပြီးနေမဟာတကြဝေဇံတာကသေတမမတတိလို့မနေ့အများရောဝတ်လေပြီးတော့နိဗ္ဗာန်တော်မလို့နိုင်တော့လဲအိန္ဒိယဣဒနာကနေပြီးတော့အတန်ချက်စစ်ကြီးတဲ့နိဗ္ဗာန်တော်ပြုထုတ်တာကိုခွင့်လွှတ်တော်မူကြ၍အိမ်ကြီးရှင်အတော်အမှန်များနဲ့ညီမငယ်ဒီမငယ်များတို့၏ဆိုင်ချင်ရန်ထားတော်မူကြပါဘုံတော်သဗ္ဗဝိသအပေါင်းသူတော်ကောင်းတို့ဘုံတော်သဗ္ဗဝိသအပေါင်းသူတော်ကောင်းတို့ပရမတ်သမုပ္ပံမပြည့်စုံရတဲ့ဓာတ်ယုံနာလို့သာစိတ်ကဆိုလိုက်တော့အနိစ္စသဘောမုတ်ချမလို့ကြပါ၏ဒုက္ခသစ္စာနဲ့သမှုရိယာမှာဒုက္ခတရားဆိုတာအနုမြမရကြတဲ့ဖြင့်တတုမူတမဟာဘုကပေါင်းတို့မှာငါမဟုတ်ကြောင်းမြင်ကြရမှာတတိနဲ့ဝိနဲ့အနတ္တရှုလိုက်တော့အတ္တအတုနဲ့ကာယတရာမာနတနာဆိုတာဟိတ်တခုထုတ်လိုက်တော့စိတ်တခုယုတ်ကိုယ်တည်းယုတ်အကျေဝိဝိပြရမှာဖြင့်တကယ်ကြီးကနတ်တိပညာသတို့ကြောင့်ယံပိသေကရနုဝိမလွတ်သောသုံးစုနှစ်ခုသာအတဣတာသမုဒ္ဒအတယုဏနပဇာတိဖြစ်ရအောင်သမာဓိအစစ်နဲ့ဝိပဿနာဉာဏ်ရမြင်ပြီးတော့သူတော်သစ္စာယပိမှုဂတိကဝိမြင်စစ်ကြရအောင်ဆန်းတော်ချေထတော်မူကြပါဘုံတော်သဗ္ဗဝိသအပေါင်းသူတော်ကောင်းတို့